မင်္ဂလာပါကျွန်တော်ငင်းထောင်ပါအချိန်တန်ကြာမတွေ့ပြကြတော့ပြီမဲ့အားလုံးနေထိုင်ကောင်းမွန်ကြလိမ့်မယ်လို့တွေးမိပါတယ်ကျွန်တော်ဘက်မှာတော့အချိန်တွေကတည်ငြိမ်တယ်လို့ဆိုနိုင်ပါတယ်ကိုယ်လေးချိန်တော့နည်းနည်းတက်လာလို့ဝက်စားလေးနည်းနည်းချက်လာလွှဲပေါ့ဒါကလည်းပုံဝင်ချင်းတည်းရဲ့အစားတော့အားပါသုံးဆောင်မိရဲ့တက်တည်တစ်ခုပါပဲလောလောဆယ်ဘွားရဲ့ဆမ်မနာတစ်ခုကိုရေးသားဖို့ခမောင်းနှစ်သက်တဲ့လုပ်ငန်းဆောင်တာတွေကိုပြန်လည်စတင်နိုင်မှုနဲ့ကိုယ်ပိုင်လမ်းကြောင်းကိုပြန်လည်ရှာဖွေဖို့အတွက်အားရုံနေချက်ဖြစ်ပါတယ်တယောက်တည်းရက်တရမယ့်နေရာဒေသအသစ်ပုံဝင်ချင်းတစ်ခုရောက်လာတဲ့အခါအရာရာကိုအစအနေပြန်လည်စတင်ရလေးရှိတဲ့တမသာပါပဲကျွန်တော်လည်းထို့သူတွေကတယောက်ပေါ့မမျော်လင့်ပဲရောက်ရှိလာခဲ့တဲ့ဒီဘန်ကောက်မြို့မှာအရင်ဆုံးခြေချောင်းဒီမြို့ရဲ့စီးချက်နဲ့အညီလူရောစိတ်ပါစီးမြုံနိုင်အောင်ကြိုးပမ်းနေပါတယ်ဒီနိုင်ငံဒီလူမျိုးတွေရဲ့ယဉ်ကျေးမှုဓလေ့တွေနေထိုင်မှုပုံစံတွေသူတို့ရဲ့စိတ်နေသဘောထားနဲ့ဘဝပေါ်ထားရှိတဲ့ခံယူချက်တွေကိုလည်းတက်နိုင်တယ်များလေ့လာဖြစ်ပါတယ်အရာအလုံးကအသစ်ဆန်းတွေပဲဖြစ်နေလို့လည်းမသိဘူးစိတ်ဝင်စားစရာကောင်းပါတယ်တဖြည်းဖြည်းနဲ့သူတို့ရဲ့အပြုံးတွေပေါ်ယူမှုတွေကတစ်ဆင့်မျိုးထွေးမှုကိုစတင်ခံစားမိတယ်လို့ပါပဲအနာဂတ်အတွက်စီမံကိန်းတွေနဲ့ပတ်သက်လို့ကတော့စဉ်းစားထားလေးရရှိပါတယ်အိမ်အောင်ပြုခြင်းလို့ကိုယ်ရေးကိုယ်တာကိစ္စတွေကတော့ကိုပို့ပြီးတည်တည်ငြိမ်ငြိမ်ဖြစ်ပြီးအနာဂတ်အတွက်ခိုင်မာတဲ့အခြေခံတစ်ခုတည်ဆောက်ပြီးပြီလို့ခံစားရတဲ့အချိန်တစ်ခုရောက်တဲ့အခါကျရင်ပို့ပြီးလေးနက်နက်စဉ်းစားပြီးမှထင်တယ်အခုချိန်မှာတော့ကျွန်တော်ရဲ့စွမ်းရည်တွေကိုပို့ပြီးကောင်းမွန်တဲ့ငြင်းထောင်အဖြစ်ရှင်းတန်းဖို့ရေရှည်ရည်မှန်းချက်တွေအတွက်မြုပ်နှံထားခြင်းတည်းရလက်ရှိခံစားချက်ကိုဖော်ပြရရင်တော့ပျော်ရွှင်ခြင်းနဲ့မပျော်ရွှင်ခြင်းဆိုတဲ့ခံစားချက်နှစ်ခုကိုတစ်ဖက်စီတင်ထားတဲ့ချိန်ခွင်အစွန်းနှစ်ဖက်ရဲ့အလဲမှာတည်ငြိမ်အေးချမ်းတဲ့ခံစားမှုမျိုးလို့ဆိုနိုင်ပါတယ်အလုံးမင်းစိတ်လှုပ်ရှားတက်ကြွနေတာမျိုးမရှိသလိုအလုံးမင်းဝမ်းနဲ့ကြည်ခွက်နေတာမျိုးလည်းမဟုတ်ပါဘူးအရာရာကိုလက်ခံနိုင်စွမ်းရှိပြီးအတွင်းစိတ်ကငြိမ်သက်စွာတည်ရှိနေတဲ့အခြေအနေမျိုးပါဒီလိုစိတ်ဆင်လက်ရှိဖြစ်တဲ့နေရာဘဝတော့အံဝင်ငွေချဖြစ်လိမ့်မယ်လို့ထင်ပါတယ်ပုံမှန်နေ့ရက်ဒီမှာတော့လှုပ်ရှားရှိတာရောလေ့ကျင့်တစ်ခုတစ်ပွဲဆက်လုပ်ဖြစ်နေရလို့ပြင်ပမှာထင်ရနိုင်ပြီပဲတကယ်တမ်းမှာတော့ကိုယ်ပါရီလှုပ်ဆောင်နေလဲဘယ်ကိုဥတည်နေလဲဆိုတော့တစ်ခါတည်းကိုယ်တိုင်မသိချင်မသိတော့ပါဘူးလမ်းပြောင်းနေလို့မျိုးသို့မဟုတ်ဥတည်ရမယ်လွင်မျောနေလို့မျိုးနဲ့မမြင်ရတဲ့စိတ်ရဲ့ထိန်းချုပ်မှုအချုံအောင်အောက်ကနေကြိုးစားပြီးရုံထွက်နေပါတယ်သိငယ်တဲ့ပျော်ရွှင်မှုလေးကိုတန်ဖိုးထားတတ်ဖို့နဲ့နေ့တစ်တိုင်းစက္ကန့်တိုင်းမှာကောင်းမြင်တဲ့ကြိုးစားနိုင်ဖို့ကြိုးစားနေစေပါဒီလိုပါပဲဘဝဆိုတာအတက်အကျအခက်ခဲနဲ့ပြည့်နေနေတဲ့သဘာဝပါပဲအရေးကြီးတာကကိုမဆုံးရှုံးသွားဖို့နဲ့ရှေ့ဆက်ရမယ့်ခြေလှမ်းတွေမှာယုံကြည်ချက်ရှိရှိလမ်းနိုင်ဖို့ပါပဲ